ဒီချာနံပါတ် C လေးကိုလည်းဆက်ကြည့်ရအောင်နံပါတ် C မှာဆိုလို့ရှိရင်ဒီချာတို့ကဘာလုပ်လိုက်မလဲဆိုရင် point A point B point A point B ပဲထားလိုက်မယ်เนาะအဲ့တော့ point A ကိုကြတော့ထုံးစံအတိုင်းပဲဒီချာတို့တွေ x1 y1 လို့ထားလိုက်ပါမယ်အဲ့တော့ point A လေးကဘယ်လောက်လဲဆိုတော့ -3, -3 အဲ့တော့ point B လေးကကြတော့ h2 y2 ပေါ့အဲ့တော့ h2 y2 ကကြတော့ 0, အဲ့တော့ထုံးစံတိုင်းပဲ midpoint ကိုအရင်ရှာပါမယ် midpoint of AB ကိုလိုချင်တယ်ဆိုရင် formula က h1 plus h2 over 2, y1 plus y2 over 2အဲ့တော့ x1 plus h2 ကကြတော့ x1 က -3 plus h2 က 0 y1 က -3 plus y2 က 0ဒါဆိုဒီချေတို့တွေကတွက်လိုက်လို့ရှိရင် -3 over 2, -3 over 2 fraction နဲ့ထားလိုက်ရသလို decimal ပြောင်းချင်တယ်ဆိုရင်တော့ -1.5, -1.5 ပေါ့ကဲဒါဆို midpoint ရပြီဆိုရင်ဒီချေတို့ line ကိုရှာရအောင်အဲ့တော့ line of AB line of AB ရဲ့ formula က square root of h2 minus h1 the whole square plus y2 minus y1 the whole square အဲ့တော့ h2 ကဘယ်လောက်လဲဆိုရင်0 minus h1 က -3 အဲ့တော့ဒီမှာ bracket တွေကျန်ခဲ့မယ်သတိထားနော် plus y2 က 0 y1 က -3 bracket ကို double ခတ်တဲ့ဟာတွေသတိထားပါ bracket တွေကျန်ခဲ့တတ်ပါတယ်ဒါဆိုဒီချေတို့ကဒီမှာပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရလဲဆိုတော့3 square plus နောက်မှာလည်းဒီချေတို့ကပေါင်းရမှာဆိုတော့3 square အဲ့တော့အားလုံးပေါင်းလိုက်ရင်ဒီချေဒီဘက်ဘေးလေးမှာပဲဆက်ရေးလိုက်မယ်နော်အဲ့တော့9 plus 9ဒါဆိုဒီချေတို့ရဲ့အဖြေက square root of 18 square root of 18ဆိုတာဒီ9 2 times ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ root ပြင်ထုတ်လိုက်ရင်3 root 2ဖြစ်ပါတယ်နံပါတ် C ပြီးသွားပြီဆိုလို့ရှိရင်နံပါတ် D လေးကိုသွားကြည့်ကြည့်ရအောင်အဲ့တော့နံပါတ် D မှာဆိုလို့ရှိရင်လေထုံးစံတိုင်းပဲဒီချေတို့ကပထမဆုံး point A လို့ထားမယ် x1 y1 -1, 3အဲ့လိုပဲနံပါတ် B ကကြတော့ h2 y2 သူ့ရဲ့အဖြေက5, 1ဒါဆိုလို့ရှိရင်ဒီချေတို့က midpoint ကိုရှာမယ် midpoint ရဲ့ formula က midpoint of AB သူဒီ h1 plus h2 over 2, y1 plus y2 over 2ဒါဆိုရင် x1 plus h2 ကကြတော့ -1 plus 5ဟုတ်လား h2 က5 2, y1 က3 plus y2 က1ဒါဆိုဒီချေတို့ဒါလေးကိုရှင်းလိုက်ရင်4 over 2, 4 over 2အဲ့တော့ simplest form ပြောင်းကြမယ်2, 2ပေါ့ midpoint ရပြီဆိုရင်ထုံးစံတိုင်းပဲဒီချေတို့ဒုတိယတစ်ပိုင်းအနေနဲ့ line ကိုဆက်ပြီးတော့ရှာမယ်အဲ့တော့ line of AB ကိုလိုချင်ရင်တော့ square root of x2 minus x1 the whole square plus y2 minus y1 the whole squareအဲ့တော့ h2 ကကြတော့ဘယ်လောက်လဲဆိုတော့ h2 က5 minus x1 က-1 the whole square plus y2 က1 minus y1 ကy1 ကတော့3ပဲเนาะ -3 the whole square ကဲအဲ့ဒီကနေပြီးဒီချေတို့ဆက်သွားမယ်ဆိုရင် negative နဲ့ minus နဲ့ဆိုတော့ plus ဖြစ်သွားပြီဆိုတော့6 square plus နောက်ကတော့ negative ကကြည့်တော့ -2 the whole square ဒါဆိုဒီချေတို့တွက်လိုက်မယ်ဆိုရင်6 က36 plus 2 က4ဒါဆိုအားလုံးပေါင်းလိုက်ရင် root 40အဲ့တော့ root 40ဆိုတာဒီချေတို့က4 times 10ဟုတ်လားဒါဆိုရင် square root ပြင်ထုတ်လိုက်တော့2 root of 10ကဲချေတို့နံပါတ် E လေးကိုကြည့်ကြည့်ရအောင်နံပါတ် E လေဒီချက်က point A point B ထားလိုက်မယ်เนาะအရင်ဆုံးအဲ့တော့ point A x1 y1 က -1, 6 point B h2 y2 ဒီချက်တို့2, -2 okay ကဲဒါဆိုထုံးစံအတိုင်းပဲ midpoint ရှာမယ်အဲ့တော့ midpoint ကိုလိုချင်တယ်ဆိုလို့ရှိရင် h1 plus h2 over 2, y1 plus y2 over
2အဲ့တော့ x1 ကကြတော့ negative 1 x2 က2 over 2 comma y1 က6 y2 က negative 2 over 2ကဲဒီကောင်လေးကိုရှင်းလိုက်လို့ရှိရင်ဒီချက်တော့1 over 2เนาะအဲ့တော့အနောက်က y coordinate ကိုရှင်းရင်ကြတော့4 over 2အဲ့တော့တစ်ခါ decimal ပဲပြောင်းလိုက်တော့မယ်လीเนาะအဲ့တော့1 over 2က 0.5 4 over 2က2ကဲထုံးစံတိုင်း length ကိုဆက်ရှာကြရအောင်အဲ့တော့ length of AB ကိုလိုချင်တယ်ဆိုလို့ရှိရင် square root of x2 minus x1 the whole square plus y2 minus y1 the whole square အဲ့တော့ x2 ကဘယ်လောက်လဲဆိုတော့ x2 က2 minus x1 က minus 1 the whole square plus y2 က negative 2 minus y1 က 6 the whole square ဟုတ်လားအဲ့တော့ဒီချက်တို့တွက်လိုက်မယ်ဆိုရင်2 plus 1ဆိုတော့တစ်ခါပဲရှင်းလိုက်တော့မယ်เนาะဒီချက်အဲ့တော့2 plus 1ဆိုတော့ဒီချက်တော့3 square plus နောက်မှာ negative 2နဲ့ negative 6ဆိုတော့ negative 8 the whole square အဲ့တော့3 square က9 8 square က64 9 and 64 make ဆိုတော့ဒီချက်က73 root 73ကတော့ဒီချက်ကိုထပ်ပြီးတော့ square root ကို simplest form ဖြစ်အောင်ရှင်းလို့မရတော့ပါဘူးเนาะကဲဒါဆိုနောက်ဆုံးလေးကြည့်ရအောင် number f number 3လေးရဲ့နောက်ဆုံးပုတ်လေးဟုတ်လားအဲ့တော့ point A ကိုလည်းထုံးစံတိုင်းပဲ x1 y1 ထားမယ်အဲ့တော့ point A က negative 3, negative 4အဲ့လိုပဲ point B ကကြတော့ x2 y2 ထားမယ် point B က3, negative 1အဲ့တော့ထုံးစံတိုင်း midpoint ကိုရှာပါမယ်အဲ့တော့ midpoint ဆို AB ကိုလိုချင်နေဆိုရင် x1 plus x2 over 2, y1 plus y2 over 2အဲ့တော့ x1 ကဘယ်လောက်လဲဆိုတော့ x1 က negative 3 x2 က positive 3 over 2, y1 က negative 4 y2 က negative 1 over 2ဒါဆိုဒီချက်တော့ဆက်ပြီးတော့တွက်မယ်ဆိုရင်3 positive နဲ့ negative ဆို0 over 2, နောက်ကိုရှင်းလိုက်တော့ negative 5 over 2ဟုတ်လားအဲ့တော့ဒီချက်တို့တွေကဒီမှာဆိုလို့ရှိရင်ဆက်ပြီးတော့တွက်လိုက်လို့ရှိရင်0 over 2ဆိုတော့0, negative 5 over 2ဖြစ်ပါတယ်ဒါဆိုရင် midpoint ရပြီဆိုရင် midpoint ရပြီဆိုရင်ဒီချက်တို့သူ့ရဲ့ length ကိုဆက်ရှာကြရအောင် length of AB ကိုလိုချင်တယ်ဆိုရင် square root of x2 minus x1 the whole square plus y2 minus y1 the whole square အဲ့တော့ x2 ကကြတော့ဘယ်လောက်လဲဆိုတော့ x2 က3 minus x1 က negative 3 the whole square plus y2 ကကြတော့ negative 1 minus y1 က negative 4 the whole square အဲ့တော့ဒီချက်ကိုရှင်းလိုက်မယ်တခါတည်းခွင်းကိုရှင်းလိုက်တော့3နဲ့3နဲ့ပေါင်းရမှာဆိုတော့6 square plus ဒီမှာတစ်ချက်သတိထားမယ်เนาะအဲ့တော့ဒီမှာဆိုအနှုတ်တွေအများကြီးပဲเนาะ3ခုတော့မှာပျော်စရာကြီးပေါ့ဟုတ်လားတစ်ချက်တို့တော့အဲ့တော့ negative နဲ့ minus နဲ့တွဲတော့ positive ဆိုတော့ negative 1 plus 4 negative 1 plus 4ဖြစ်တဲ့အတွက်ကြောင့်အပေါင်းကကြီးနေတော့3ပေါ့ဟုတ်လား3 square ဒါဆိုရင်6 square ကဘယ်လောက်လဲဆိုတော့36 3 square က9ဒီချက်တို့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရလဲဆိုတော့45ဖြစ်တဲ့အတွက်ကြောင့်45ဒီ9 5 45ဆိုတော့9ကိုဒီချက် square root ပြင်ထုတ်လိုက်ရင်3 root of 5ရပါတယ်